ကိုင်းညွာကွာဒီလိုရိုက်နေရှောင်းမပြင်းနဲ့โอเคမင်္ဂလာပါကျွန်တော်စတေလီယာညီမင်းကိုပဲဖြစ်ပါတယ်ဒီနေ့မှလည်းကျွန်တော်အောင်မင်္ဂလာကားဝင်းကိုရောက်ရှိနေတာဖြစ်ပါတယ်ဘာလာလုပ်လဲဆိုတော့ဒီမှာပေါ့ connection တွေများလွတ်လိုက်နေအထိမ်းအမှတ်ဖြစ်ကျွန်တော်အောင်မင်္ဂလာကားဝင်းထဲမှာရှိတဲ့မိသားစုတွေကိုအားကစားပွဲတော်ဖြစ်ကိုကျွန်တော်စတေလီယန်လူရီကန်အနေပြီးမှဂုဏ်စွာနဲ့ပါဝင်ပတ်မှုကူညီထားတာဖြစ်ပါတယ်ဒီပွဲလို့ကျွန်တော်လာရောက်တာဖြစ်ပါတယ်မင်္ဂလာပါကို ဟုတ်ကဲ့မင်္ဂလာပါကို ကျွန်တော်နာမည်လေးတစ်ချက်လောက်မိတ်ဆက်ပေးပါဦး ကျွန်တော်နာမည်ဝေဖြိုးအောင်ပေါ့ ဝေဖြိုးအောင်ဘယ်တင်းကလည်းမသိဘူး ခေကောင်းကင်ကားဝက်ရှော့ ခေတ်ကောင်းခေတ်ကားဝါရှော့ပါနော်ကျွန်တော်ဒီနေ့ပြိုင်ပွဲကျွန်တော်စပွန်ဆာပေးထားတဲ့ကုမ္ပဏီရှိရပါဘယ်ကုမ္ပဏီလဲသိလား စတေလီယာ ဟုတ် တင်ညွှန် စတေလီယန်လို့ပြောရင်ဘာလို့အရင်ဆုံးမြင်လဲ မြင်းမြင်းတဲ့တစ်စိတ်လေးပေါ့နော်โอเคကျွန်တော်နောက်ဆုံးတစ်ခုမေးမယ်ဒိုလီလာမက်ဆီလား ဒိုလေးပေါ့ကိုလေ ဒိုလီလာအောင်ဝတ်တကောလောက်ခံပြပါလား ဖြည်းဖြည်းလေးပေါ့ဒိုလေးပဲပေါ့ โอเคဂိုးတွင်းအဲ့ဒါအောင်ခံမယ်နော် ဟုတ်ကဲ့ပါ ကျေးဇူးပါကိုမင်္ဂလာပါကို မင်္ဂလာပါကို နာမည်လေးတစ်ချက်လောက်မိတ်ဆက်ပေးပါ နာမည်ကိုစောမင်းသူပါဗျ အခုအတင်းလေးရောက်မိတ်ဆက်ပေးပါ အတင်းကတော့တိုင်ဂါဘန်းပါဗျ ဟုတ်ဒီနေ့ပွဲကိုကျွန်တော်တို့စပွန်ဆာပေးထားတဲ့ကုမ္ပဏီရှိရဘယ်ကုမ္ပဏီလဲသိလားလဲ စတေဒီယမ်ပါခင်ဗျာ စတေလီယန်လို့ပြောရင်အခုဘာလို့အရင်ဆုံးမြင်လဲ ကျွန်တော်အင်ဂျင်ဝိုင်းပေါ့ဗျာကျွန်တော်ကာသမားဆိုတော့ ဟုတ်ကဲ့ပါကိုဟိုနောက်ဆုံးတစ်ခုမေးမယ်ကျွန်တော် ဟုတ်ကဲ့ပါ ရိုနယ်ဒိုရောမက်ဆီ မက်ဆီကိုကြိုက်ပါလေဗျ မက်ဆီလိုအောင်ဝတ်ခံပါလားဟုတ်ကဲ့လား အဲ့လိုတော့မခံနိုင်ဘူး ကျွန်တော်နာမည်လေးတစ်ချက်လောက်မိတ်ဆက်ပေးပါ မြင်အောင်ပါဗျ ဟုတ်ကဲ့ဘယ်တင်းကလည်းမသိဘူး ကျွန်တော်ကဝိုင်းကသည် โอเคပါကိုဒီနေ့ပွဲကိုကျွန်တော်စပွန်ဆာပေးထားတဲ့ကုမ္ပဏီရှိရဘယ်ကုမ္ပဏီလဲမသိလားနော် စတေဒီယံလို့သိရဗျ โอเคစတေဒီယန်လို့ပြောရင်ဘာအယူဆုံးမြင်တော့ မြင်းနဲ့ကောင်းရင် โอเคပါနောက်ဆုံးတစ်ခုပြင်မယ်ဒိုလီလာမက်ဆီလား ဘာလို့ပါဗျ ရိုနယ်ဒိုအောင်ဝတ်တကောလောက်ခံပြပါလားဆူ သူ့ โอเคဂိုးတွင်းအောင်ဝတ်ခံပါလားโอเคပါမင်္ဂလာပါကို မင်္ဂလာပါဗျ ကိုနာမည်လေးတစ်ချက်လောက်မိတ်ဆက် ကျွန် ပေး တော် ပါ ကမောင်မျိုးကိုဗျ ဟုတ်ကဲ့အခုဘယ်တင်းကလည်းမသိ ကျွန် ဘူး တော်ကဖုန်းမြတ်စောနာမည်နဲ့ဗျ ဟုတ်ကဲ့ပါကိုဒီပွဲမှာပေါ့ကျွန်တော်တို့ဟိုစပွန်ဆာပေးထားတဲ့ကုမ္ပဏီရှိဘယ်ကုမ္ပဏီလဲမသိလားမသိဘူး ဟုတ်အဲ့တော့မသိဘူး စတေဒီယန်လူကြီးကအကုန်မှာ flat line နဲ့အများကြီးတောင်းတာโอเคပါအမဒီချက်ကြည့်လိုက်စတေဒီယန်လို့ပြောရင်ဘာအယူဆုံးမြင်လဲ ဗျာမသိဘူးဗျကျွန်တော်ဖုန်းနေဗျမသိ ကိုင်းညွာကွာဗီဒီယိုရိုက်နေရှောင်းမနေနဲ့โอเคနောက်ဆုံးတစ်ခုမေးမယ်ကို ဟုတ် ရိုနယ်ဒိုရောမက်ဆီဘယ်ဘရိတ်တက်လဲ မစီ မက်ဆီလားမက်ဆီလို့တကောလောက်အောင်မခံပြပါလား ပြော โอเคကျေးဇူးပါကိုမင်္ဂလာပါညီလေး ဟုတ်မင်္ဂလာပါဗျ နာမည်လေးတစ်ချက်လောက်မိတ်ဆက်ပေးပါဦး အော်ကျွန်တော်နာမည်မောင်ပြေရုံးပါဗျ ဘယ်တင်းက ခေကောင်းကင်ဝက်ရှော့စင်ပါ ဟုတ်ကျွန်တော်တို့ဒီနေ့ပွဲကိုစပွန်ဆာပေးထားတဲ့ကုမ္ပဏီရှိဘယ်ကုမ္ပဏီလဲသိလား ဟာစတေဒီယမ် ဟုတ်ကဲ့ဟုတ်စတေဒီယန်လို့ပြောရင်ညီလေးဘာအယူဆုံးမြင်လဲ ကျွန်တော်အင်ဂျင်ဝိုင်းမဲသည်ပေါ့ အဂျွိုင်းโอเคပါဒါဆိုရင်ဒိုလီလားမက်ဆီလား ဒိုလေး ဒိုလီတော့အောင်မခံမတစ်ခွက်လုပ်ပြโอเคကျေးဇူးပါညီလေးမင်္ဂလာပါညီလေး မင်္ဂလာပါဟုတ် နာမည်လေးတစ်ချက်လောက်မိတ်ဆက်ပေး ကျွန်တော်မောက်ကကျော်ရယ် ဟုတ်ကဲ့ဘယ်တင်းကလည်းမသိ ဟောရဝိုင်းဘီကုတ်ကပဲ โอเคဒီနေ့ပွဲစပွန်ဆာပေးထားတဲ့ကုမ္ပဏီရှိရဘယ်ကုမ္ပဏီလဲသိလား အဲ့တော့မသိဘူးရ အဝေးမကြီးနားမှာ flat line ရတောင်းတာစတေနီယန်လူရီကန် တေလူရော โอเคစတေနီယန်လူရီကန်လို့ပြောရင်ဘာအယူဆုံးမြင်လဲ အင်ဂျင်ဝိုင်းမို့ရင်မြင်တာပေါ့ โอเคနောက်ဆုံးတစ်ခုလေးမေးမယ်ဒိုလီလာမက်ဆီလား ဒိုလေးဗျ ကိုတွင်းဘယ်လိုအောင်မခံပါကျေးဇူးပါကြီးမင်္ဂလာပါကိုကိုနာမည်လေးတစ်ချက်လောက်မိတ်ဆက်ပေးပါဦး ကျော်ဝင်းထိုက်ပါကို အခုတို့အတင်းနာမည်လေးရော ကျော်မြက်ကြီး FC နာမည်ထည့်တယ် ဟုတ်ကဲ့ပါကိုဒီနေ့ပွဲကိုစပွန်ဆာပေးထားတဲ့ကုမ္ပဏီရှိရပေါ့ဘယ်ကုမ္ပဏီလဲသိလားမသိဘူး အဲ့လိုမျိုးတော့ကျော်ပါမေး ဟိုမှာအများကြီးကျွန်တော် flat line တွေတောင်းတာပဲစတေလီယန်လူရီကန်ပေါ့ကျွန်တော်အမှစတေလီယန်လူရီကန်လို့ပြောဘာအယူဆုံးမြင်လဲကို အဲ့ကျော်ရတာ တိုင်းကျော်ပါဟုတ်ကဲ့ပါကိုနောက်ဆုံးတစ်ခုလေးမေးမယ်ကို ဟုတ် ရိုနယ်ဒိုမက်ဆီဘယ်ပရိတ်တက်လဲ အကျော်ရောတော့ကြိုက်တယ် ရိုနယ်ဒိုလားရိုနယ်ဒိုအမတဘောလောက်ခံပြပါလားဇူး Okay ready 1 2 3 Okay ကျေးဇူးပါကိုမင်္ဂလာပါကို မင်္ဂလာပါ ဟုတ်နာမည်လေးတစ်ချက်လောက်မိတ်ဆက်ပေးပါဦး တိုးတိုးနိုင်ပါ ဟုတ်အကိုတို့အတင်းနာမည်လေးရော စိုက်ရောက်ပါ စိုက်ရောက်တင်းကပေါ့ဟုတ်ကဲ့ပါကိုဒီနေ့ပွဲကိုကျွန်တော်စပွန်ဆာပေးထားတဲ့ကုမ္ပဏီရှိရဲ့ဘယ်ကုမ္ပဏီလဲသိလားမသိဘူး ဒါစတေဒီယမ်ပါ ဟုတ်ကဲ့စတေလီယန်လို့ပြောရင်ဘာအရင်ဆုံးမြင်လဲ အင်ဂျင်ဝိုင်း Okay ဟုတ်ပြီကိုနောက်ဆုံးတစ်ခုပဲမေးမယ်ကိုရိုနယ်ဒိုမက်ဆီဘယ်ပရိတ်တက်လဲ ဘယ်လိုလိုပိတ်သက်ပါ Okay ရိုနယ်ဒိုလိုတကွက်လောက်အောင်ပဲခံပြလိုက်ရအောင်စူ Okay ready 1 2 3 Okay မင်္ဂလာပါကို ဟုတ်မင်္ဂလာပါ မင်္ဂလာပါအခုနာမည်လေးတစ်ချက်လောက်မိတ်ဆက်ပေးပါ အမမျိုးခိုင်ပါ ဟုတ်ကဲ့ပါကိုအခုဘယ်တင်းကလည်းမသိ ကျွန်တော်ရွှေကောင်းဆိုင် ဘူးဟုတ်ကဲ့ပါကိုဒီနေ့ပွဲကိုဟုတ်ကဲ့စပွန်ဆာပေးထားတဲ့ကုမ္ပဏီရှိရပါဘယ်ကုမ္ပဏီလဲသိလားမသိဘူး ဟုတ်တာမေး ဟိုမှာ စက်လီယာ โอเคပါစတေဒီယန်လို့ပြောရင်ဘာအယူဆုံးမြင်လဲ အင်ဂျင်ဝိုင်း โอเคပါကိုနောက်ဆုံးတစ်ခုလေးမေးမယ်ကိုရိုနယ်ဒိုမက်ဆီဘယ်ပရိတ်တက်လဲ ဟောလာဒိုပြိတ္တာပါ ရိုနယ်ဒိုလိုတကွက်လောက်အောင်ပွဲခံပြလို့ရလားစု
โอเคကျေးဇူးပါကိုမင်္ဂလာပါညီလေး မင်္ဂလာပါကို ကျွန်တော်နာမည်လေးတစ်ချက်လောက်မိတ်ဆက်ပြီးပါ ကျွန်တော်မယ်ဆွမ်းတာပါ အတင်းနာမည်လေးရော ဒီနေ့မှာ 70th case ပါ ကျွန်တော်ဒီနေ့လွတ်လပ်ရေးနဲ့အထိမ်းအမှတ်ပြိုင်ပွဲကိုကျွန်တော်စပွန်ဆာပေးထားတဲ့ကုမ္ပဏီရှိရပေါ့အဲ့ဒါဘယ်ကုမ္ပဏီလဲသိလား ကိုအော်စတြေးလျပါ ဟုတ်စတေဒီယမ်လို့ပြောရင်ဘာကိုအရင်ဆုံးမြင် ဟိုဟာတက်စီလို့ဒီတယ်လို့နေနေပါ โอเคပေါ့ enjoy ပါနော် အကျဉ်းဝိုင်းပေါ့ဟုတ် โอเคဒိုလေးလားမက်ဆီလား တိုးလေးပါ အောင်ပွဲတစ်ခွက်လောက်ခံပြပါဒိုလေးတို့ ဖူး โอเคကိုတို့ရတာအောင်ပွဲခံမယ်နော် โอเค ကျေးဇူးပါညီလေးဖြေပေးလို့ဗီဒီယိုလေးနည်းနည်းရိုက်လို့ရလားအဲ့တော့မင်္ဂလာပါကိုပြင်းနေကြိုက်လို့ဘယ်လိုပြင်းနေလားမင်္ဂလာပါကိုမင်္ဂလာပါကိုရှင်လိုက်တော့နည်းနည်းတော့ပူသွားတယ်အားသာမဒီနေ့လွတ်လိုက်တဲ့အချိန်မှပွဲပေါ့ကျွန်တော်တို့စပွန်ဆာပေးထားတဲ့ကုမ္ပဏီရှိရဘယ်ကုမ္ပဏီလဲသိတာပေါ့ကျွန်တော်တို့ကတော့ဝေးမကြည့်နိုင်လေကိုဒီမှာဖလဲတောင်းတာကျွန်တော်စတေဒီယမ်ဒီမှာကုမ္ပဏီကနေမှစပွန်ဆာပေးထားတာဖြစ်ပါတယ်ဟုတ်ကဲ့ကြောက်ကျွန်တော်ဒီမှာကြည့်ခိုင်းတော့ကိုစတေဒီယမ်လို့ပြောရင်ဘယ်ဟာလို့မြင်လဲ ရင်းတစ်စိတ်လေးကိုမြင်နေတာ ဒိုလေးလားမစီလား ကျွန်တော်တို့ဒိုလေးပဲ ဘိုးတွေဒိုလေးအောင်မကပါ ဒါလေးပေါ့ ဘူးတကယ်လို့ပြโอเคလက်ဆောင်လေးပါကိုကျေးဇူးပါကိုမင်္ဂလာပါကို မင်္ဂလာပါကို ဟုတ်နာမည်လေးတစ်ချက်လောက်မိတ်ဆက်ပေးပါ ကျွန်တော်နာမည်တန်းဝင်းအောင်ပါ ဟုတ်အခုဘယ်အတင်းကလည်းမသိဘူး ကျွန်တော်ကလက်တိုက်ကတင်ရပါ လက်တိုက်ကတင်းโอเคလက်တိုက်ကတင်းဆိုတော့အခုဒီပွဲကိုစပွန်ဆာပေးထားကုမ္ပဏီရှိပါဘယ်ကုမ္ပဏီလဲမသိလား စတေဒီယမ်ကုမ္ပဏီပါ โอเคစတေဒီယမ်လို့ပြောရင်ဘာအရင်ဆုံးမြင်လဲ အင်ဂျင်ဝိုင်းဘိုင်းပေါ့ ဟုတ်ကဲ့ပါဟုတ်နောက်ဆုံးတစ်ခုလေးမေးမယ်ကို ဟုတ် ရိုနယ်ဒိုမက်ဆီဘရိတ်တာဘယ်ဘရိတ်တာလဲ ရိုနယ်ဒို โอเคရိုနယ်ဒိုလို့တကွက်လောက်အောင်မခံပြလို့ရလား ရပါတယ် Zoo. Okay, ready? 1, 2, 3. Zoo. Okay.